စဉ်းစားကြည့်သူ့တက်တာမှာခရစ်တော်ရဲ့သွေးရလာသခင်ခရစ်တော်သွေးရနေထိုဝတိတွေအားလုံးပျောက်သွားတယ်ပျောက်သွားတယ်ဒီနေ့ကျွန်တော်တို့သခင်ယေရှုခရစ်သွေးကျွန်တော်တို့ဆီးဆင်းလိုက်တဲ့အခါမှာကျွန်တော်အဲ့ဒီဝတိတွေပျောက်သွားတယ်နော်အဲ့ဒါကိုကျွန်တော်တို့သိဖို့ပေါ်ပြချင်ပါလေအဲ့တော့ကျွန်တော်ဘက်ကိုကျွန်တော်ဖတ်ပြခြင်းလေတော့အဲ့အသွေးနဲ့ပတ်သက်တာကိုကျွန်တော်ရှင်းပြပြီးဖြစ်တယ်အဲ့အတွက်ကျွန်တော်ကနော်ကျမ်းပိုက်ကိုကျွန်တော်ဖတ်ပြခြင်းပါအဲ့တော့ဒီနေ့ဘာသွေးပဲဖြစ်ဖြစ်စီသွေးဖြစ်ပါစေကျွန်တော်တို့ရဲ့ခက်တာမှာစီသွေးဖြစ်ဖို့အရေးကြီးတယ်စီသွေးဖြစ်သွားရင်ညှိသွားလို့ရပြီတယောက်နဲ့တယောက်နားလေတယ်တယောက်နဲ့တယောက်သိခံဒီနေ့ကျွန်တော်တို့တက်တာအဲ့ဒါကအရေးကြီးဆုံးဖြစ်တယ်။လို့မဆိုလို့မရဘူး။အိမ်တော်မိသားစုမှာဘယ်တော့မှမရဘူး။ညှိလို့မရဘူး။တဖို့ပဲကြည့်တယ်။စီသွေးကြတော့နားလေဟာတယောက်ပြောအေးကြတယ်ခွလို့ပေါ့။နော်လက်ကျိန်သုံးနေပြောတယ်အာခွလို့ပါလေပေါ့။ဒါပေမဲ့စီသွေးရှိသွားတဲ့လူကလေဘယ်တော့မှမဟုတ်တာမလုပ်ဘူး။တယောက်နဲ့တော့နားလေပြီးတဲ့အတွက်သူတို့နှစ်ယောက်ကလေဥမာမိတ်ဆွေလည်းစီသွေးကျွန်တော်လည်းစီသွေးဆိုတာပြောတာနားလေနော်ဆရာဘာတွေပြောနေတာလဲသခင်ယေရှုခရစ်ရဲ့အသွေးကိုပြောတာနော်ဘယ်ကနေစီသွေးတစ်မျိုးပေါ်လာတာလဲကောင်းမြေကြီးမှမရှိဘူးကောင်းကင်မှာပဲရှင်းလာတယ်အရှင်ရဲ့အသွေးကိုပြောတာအဲ့ဒါကိုလည်းမမေ့လိုက်နဲ့စီသွေးဆိုပြီးကြောင်တောင်နဲ့ပေါ်တဲ့တရားကိုနောက်စီသွေးတွေပေါ်လာတယ်စီသွေးက Christ blood လို့ခေါ်တယ်အဲ့တော့ဒီနေ့စီသွေးရှိတော့မိတ်ဆွေမှာဥမာမိတ်ဆွေမှာစီသွေးရှိတယ်ကျွန်တော်မှာစီသွေးရှိတယ်တယောက်တော့ပြဿနာမရှာဘူးကိုညီဖို့ပဲပေးဖို့ပဲသူကလည်းငါ့ကိုပေးလိုက်ငါလည်းသူ့ကိုပေးလိုက်တယ်ဘယ်တော့ကောင်းလဲဟာသူကလည်းငါ့ကိုပေးတယ်ငါလည်းပြန်ပေးဦးမယ်နောက်ပတ်ဟာကောင်းလိုက်တာတယောက်မှလည်းအငြင်းမပွားဘူးဖြစ်နေတာတော့စီသွေးချင်းမဆက်ဆံခြင်းဘူးလားဆက်ဆံခြင်းနဲ့မဆာခြင်းနဲ့လည်းသူ့ငါပါပေးရင်ကောင်းတယ်သူလည်းတားလည်းပြည့်စုံတယ်အဲ့တော့နောက်တစ်ခုထပ်ပေးဦးမယ်ဟာပေးနေကြလိုက်တာတယောက်နဲ့တယောက်ကိုကျေးဇူးပြုနေတာအဲ့ဒါစီသွေးစိတ်ချမ်းသာအောင်ထားတာစီသွေးသူစိတ်ချမ်းသာအောင်လုပ်မယ်ကွာကျွန်တော်တို့လည်းဒီလိုပဲသူစိတ်ချမ်းသာအောင်နေမယ်ကွာနော်ဘယ်မြို့ပြီးထောင်းနော်ဒါမဲ့အေဘီသွေးဆိုရင်ပါလာမလဲယောက်ျားကဖုံးရှိတယ်ယောက်ျားကဒီငရုတ်ပြီးမထောင်းအောင်ရှိတယ်နော်လက်ဖက်ရဖြောအရှိတဲ့လားဘယ်သွေးမဆိုပါအဲ့လိုလားဒါပေမဲ့ကျွန်တော်ကော်ဖီဆိုကျွန်တော်ကကျွန်တော်